မြန်မာနိုင်ငံမှာမွေးပြီးမြန်မာနိုင်ငံမှာကြီးကျွန်တော်ချစ်သူကောင်းမလေးဒီမြန်မာနိုင်ငံမှာရှိဖွင့်မပြောရဲလို့သူကိုဝေးကထိုင်လာလာကြည့်တစ်ဖက်တစ်စိတ်တစ်စားမင်းရလာမှရိုင်းတာပါမီးဖွင့်ပြောမစိဘူးထားပြီးကြောက်တဲ့သွေးကိုဖောက်ထုတ်ကပြည့်အနေနဲ့မြင်တဲ့ကျေးဆိုင်တွေးတာနဲ့ကြောက်ရွံ့ပါဖြစ်ဘတော်မှနောက်မစိုးပါချစ်လူရှိဆိုတောက်ပြုတ်ကပြည့်လေငါစိတ်ထဲနေတယောက်တည်းချစ်တယ်ဒါတွေထားပါငါချစ်တယ်နေရပါကမမြင်နိုင်မဲ့ဖြစ်နေလေဒီစတိုင်းနဲ့တင်နေတယ်မြင်ဆိုင်ရဲ့ဖြစ်နေခဲ့နေအတွက်တော့ငါအဆိုင်အခက်ဖြစ်ချင်တယ်ဒီနေ့မေးရကြောင်းနဲ့ငါမတွေ့ရင်ဒီရဲ့ဝင်တဲ့မေးဆက်လိုက်ပါတို့ရဲ့စိတ်ကူးထဲမှာချစ်ပန်းနေပြိုးရင်တညာလုံးလဲအိမ်မရပါမို့你偏要别人是前路မတိရစိတ်ကချင်နေမိလို့ဟာဒါဟာအိမ်မမဟုတ်ပါဘူးဖွင့်ပြောဖို့ငါ